မင်္ဂလာပါရှင်ဒီနေ့တော့စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်တဲ့သူတွေနေရာရင်းနှီးမြှုပ်နှံမှုစိတ်ဝင်စားတဲ့သူတွေအတွက်အထူးပင်ရကောင်တစ်ခုကိုမျှဝေပေးချင်ပါတယ်လက်ရှိမှာတော့အမှတ်3လမ်းမကြီးနဲ့အနီးဆုံးမှာမြေကွက်10 ဧကခွဲကျယ်ဝန်းရှိတဲ့မြေကွက်တွေရောင်းရှိထားပါတယ်လေယာလုပ်ငန်းကိုစနစ်တကျဆောင်ရွက်ရှင်သူတွေအတွက်ဒါမှကအနာဂတ်တမိုးတက်လာမယ့်နေရာရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လေအထူးတင်တော်တဲ့မြေကွက်တွေဖြစ်ပါတယ်ယနေ့ခေတ်မှာငွေကိုဗန်ထဲမှာအသာတင်ထားတာနဲ့မြေယာအဖြစ်ပြောင်းလဲရင်းနှီးမြှုပ်နှံထားခြင်းကပုံမလုံခြုံပြီးတော့တန်ဖိုးတက်လာနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်လာပါတယ်အထူးသဖြင့်လယ်မြေတွေကစားနပ်ရိက္ခာထုတ်လုပ်မှုနဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့အတွက်ရေရှည်တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတစ်ခုလို့ပြောနိုင်ပါတယ်ဒီဆယ်ကခွဲရှိတဲ့မြေကွက်တွေကိုဝယ်ယူထားမယ်ဆိုရင်စပါးစိုက်ပျိုးခြင်းနည်းနည်းရွက်စိုက်ပျိုးခြင်းနဲ့ငါးမွေးမြူရေးလုပ်ငန်းတွေဆောင်ရွက်နိုင်တယ်လို့နောက်တစ်ချိန်မှာမြေဈေးတက်လာတဲ့အချိန်ဒီကင်ထားပြီးတော့အကျိုးမြတ်ရယူနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခုလည်းဖြစ်ပါတယ်မြေဆိုတာမဖန်တီးနိုင်တဲ့ပိုင်ဆိုင်မှုဆိုတဲ့စကားလေးရှိပါတယ်လူဦးရေတိုးလာပေမဲ့မြေကျယ်ဝန်းကတော့တိုးလာတာမဟုတ်ပါဘူးဒါကြောင့်မြေယာပိုင်ဆိုင်ထားခြင်းကအနာဂတ်အတွက်ခိုင်မာတဲ့အမခံချက်တစ်ခုလို့ပြောရမှာပါအကယ်၍ပေါ့နော်စိုက်ပျိုးရေးလုပ်ငန်းစတင်နေတဲ့သူပဲဖြစ်ဖြစ်မိသားစုတို့ရေရှည်ပိုင်ဆိုင်မှုတစ်ခုရှာဖွေနေတဲ့သူပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခုလိုချင်နေတဲ့သူပဲဖြစ်ဖြစ်ဒီဆယ်ရေကခွဲမြေခွက်တွေကတင့်တော်တဲ့ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်ချက်ဝင်စားတဲ့သူတွေအနေနဲ့အသေးစိတ်အချက်လက်တွေတီးနေရတဲ့ဈေးနှုန်းတွေကိုဆက်တယ်မြင်မြင်နိုင်ပါတယ်မြေကောင်းနေရာကောင်းကိုအချိန်မီလက်မလွတ်စေဖို့အမြဲဆုံးဆက်လက်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်